ပါရှင်အမေအခုပဲရောက်နေတယ်သမီးအခုအထက်လေးလာရှင်အထက်ကဗမာဝတ်ဖို့လဲဒီတိုင်းမှာတီတီဆိုင်မှာမဟုတ်လေဗမာဝတ်ဖို့လဲကထိန်နဲ့ပွဲမှာပါရှင်အေးကထိန်တဲ့ပွဲမှာဒါလည်းအိနော်ပဲဖြစ်ပြီလားလက်ထံကျမပြောပြနေလေမလက်ထံကျတမန်ဆက်လက်လက်ထံကျမတာမီနှစ်ယောက်ဆင်တူမမချုပ်ပေးတာလေးဒီမှာလိုက်တာမလက်ထံကျကထိန်မှာတာမီနှစ်ယောက်ဆင်တူဝတ်ပါမယ်ပြီးလို့ရှိရင်ပေါ့နော်မမဆိုင်မှာဘာတွေရလဲဆိုရင်တော့ဒီလိုမျိုးလာကိုဒီလိုမျိုးဒီတူးပေါ့နော်ယောက်ျားလေးကိုတီရှပ်လက်ရှည်ရှိတယ်လက်တူရှိတယ်ပြီးရင်ဒါကတော့ဦးကျန်းပစိုးပေါ့နော်ဦးကျန်းပစိုးမှာ200ရှိအစ်စ်တွေပေါ့နော်လိုချင်တယ်ဆိုလို့ရှိရင်လည်းမှားလို့ရပါတယ်လူကြီးဝတ်လူငယ်ဝတ်ပေါ့နော်အရန်နဲ့မှမိုက်ပါတယ် quality ကောင်းကောင်းလေးတဲ့ကလိုချင်တယ်လက်ဆောင်ပေးချင်တယ်ဆိုလို့ရှိရင်တော့မမဆိုင်ကိုဆက်သွယ်လာလို့ရပါတယ်ရှင်ဒီမမစီမှာကျတော့ချက်သက်အားပေးလာတာတော်တော်လေးကြာပါပြီသူစီမှာကျတော့ပွဲတက်တွေအတွက်ပေါ့နော်ဇာအကောင်းစားတွေပြီးတော့ချိတ်တွေဆိုလို့ရှိရင်လည်းရွှေလုံးလိပ်ပြချိတ်ဆိုလည်းမျိုးစုံရှိတယ်အခုဆိုလို့ရှိရင်ကတော့ပို့ပြီးတော့စုံသွားပြီဒီမှာဟိုဘက်ဒီမှာဆိုလို့ရှိရင်200ရှိတွေရှိတယ်ပြီးလို့ရှိရင်ကချင်ထဲတွေရှိတယ်ယောက်ျားလေးဝတ်တွေဆိုလို့ရှိရင်လည်းဦးကျန်းပစိုးတွေရှိတယ်ဒါသမီးလေးလက်ထက်မှာကင်နာဆိုညကြပြူတွေရှိတယ်အကွက်ကြီးအကွက်တွေအကွက်စိတ်အစုံရှိပါတယ်ကဲပွဲတက်ပဲဖြစ်ဖြစ်ပွဲတိုင်းပဲဖြစ်လိုချင်တယ်ဆိုလို့ရှိရင်တော့စက်တက်လင့်နေချတာပဲမယ်အဲ့ဒီမမအကောင့်မှာဆက်သွယ်ပြီးတော့မှိုင်းပါရှင်ကဲဒီမှာဆိုလို့ရှိရင်လည်းရှိဝမ်းဆက်တွေအစုံပေါ့နော်လူငယ်စဉ်လူကြီးစဉ်လူလက်ပိုင်းအစုံရပါတယ်ဒီမှာဆိုရင်တော့ကချင်စင်ကိုမှဘယ်လိုပြောမလဲကိုလိုချင်တဲ့ site နဲ့ရောင်စုံမျိုးရှိပါတယ်အစုံပဲပေါ့နော်ဈေးလေးလည်းအစားရှိပါတယ်ရှင်ဒီဘက်မှာဆိုလို့ရှိရင်ငါကြတော့ shade တွေပေါ့နော် shade တွေဆိုလို့ရှိရင်လည်း color စုံရှိပါတယ်ဒီမှာဆိုကချင်တွေရှိတယ်200ရှိတယ်ကချင်အစ်စ်တွေဒီမှာဆိုလို့ရှိရင်လည်းရှိတ်တွေပေါ့နော်အရန်နဲ့မှမိုက်ပါတယ်ဟိုတစ်ခေါက်တော့ချက်သက်တို့သားမီစင်တူချုပ်တာကကြတော့ဒီမှာလိုချင်တဲ့သူလေးရှိသေးတယ်နော်စင်တူချုပ်စင်တူချက်သက်တို့သားမီချုပ်တဲ့ပုံစံလေးတွေပါဒီမှာယောက်ျားလေးဝတ်ပစိုးဆိုလို့ရှိရင်လည်းသူတို့သားဝတ်လားပွဲတိုင်လားအလှူတွက်လားအစုံရှိပါတယ်ပိတ်ဖောက်စာဆိုလည်းမျိုးစုံရှိပါတယ်ပိတ်ဖောက်စာမဟုတ်ပဲပြီးလို့ရှိရင်ပေါ့နော်ပွဲအပေါ်ကနေပြီးတော့ဇာအင်ကြီးပေါ့နော်တည်တန်းလိုချင်တယ်ဆိုလို့ရှိရင်ငါတိုက်စာတွေဘာတွေအစုံရှိပါတယ်ရှင်ကဲဘယ်လိုဆက်သွယ်ပြီးမှာယူရမလဲဆိုလို့ရှိရင်တော့ချက်သက်ဒီမှာမမရဲ့အကောင့်လေးကိုလင်းချထားပေးမယ်အဲ့ဒီအကောင့်မှာဝင်ဝယ်လို့ရပါတယ်ရှင်